ဒီလူကြီးကပြောပြီးတော့လှုပ်လည်းမလှုပ်ဘူးကွာအဲ့ဒီဟာပူရှက်စရာကောင်းတယ်လူတယောက်ဟာပြောပြီးရင်မပြောခင်စဉ်းစားပြောပြီးမပြင်နဲ့တော့ပြောတဲ့အတိုင်းလုပ်1000ခုနှစ်နိုဝင်ဘာလ4ရက်နေ့တိုင်းပြည်ကိုတိလင်းကျင်ညာ2008ခုနှစ်နိုဝင်ဘာလ4ရက်နေ့ည7:00နာရီမှာကြော်ဟိန်းဆိုတာကြီးကိုဆွန့်လွတ်မယ်ဆိုတော့အားလို့ရှားတယ်ဖြစ်ရုပ်ရက်ဒီခတ်ကုန်ဟုတ်ဘူးလို့လားဒီကောင်ကြီးကတိတ်ထွင်တယ်ဒါစတန်ထွင်နည်းတစ်မျိုးပဲတချို့ကလည်းဟာ2008ခုနှစ်ထိခံပါအောင်မလား8နှစ်တောင်ကြံသေးတော့ဒီအတန်တွေကဦးစင်းဘဝကိုပို့ပြီးတော့ခိုင်မာအောင်အတန်ကြီးထွက်လာဦးစင်းဘုန်းကြီးကျောင်းကိုသွားတော့မယ်2008ခုနှစ်နိုဝင်ဘာလ9ရက်နေ့မနေ့အိယာနိုးတာနဲ့ဘုန်းကြီးကျောင်းကိုရဟန်းဘဝသွားတော့မယ်ဆိုတော့ဦးစင်းအခန်းဦးစင်းအိယာဦးစင်းနှုတ်ဆက်တယ်ဒီအခန်းကိုဘယ်တော့မှပြန်လာခွင့်မရှိတော့ဘူးเนาะသိကြရဲ့လားသိကြဦးစင်းကကြော်ဟင်းဆိုပြီးတော့ဘဝကိုထူထောင်လိုက်တဲ့နေရာမှာဦးစင်းကပညာမတတ်ဘူးအဲ့တော့လောကကိုအရွက်တိုက်ပြီးတော့နံပါတ်1ဖြစ်ချင်တယ်ကွာဆိုလှုပ်လိုက်တာရမ်းကားလိုက်တာဦးစင်းအခန်းထဲမှာ TV 9 လုံးရှိတယ်နော်အဲ့ရ ESPN ကပါဒီဘက်က Channel V ကပါဒီဘက်က CNN ကပါဟိုးမဟုတ်ပါနော်9ခုစလုံးဖွင့်တာဦးစင်းကြည့်ရ9ခုစလုံးလိုက်ကြည့်ရမအောင်မြင်တခုလည်းပဲကြည့်လို့ရတယ်အဲ့ဒီမှာဦးစင်းသဘောပေါက်သွားတာစိတ်ဆိုတာဘလောက်များတခုပဲလုပ်တယ်နော်အဲ့ဒီတခုကလည်းခဏလေးနဲ့ပြောက်သွားငါအတိတ်ပဲမဲ့တွေဘာတွေရှောက်လုပ်တာလဲဟိုကွာမသိကြအောင်ဆိုကိုကကိုမေးကိုကကိုဖြေငါပတ်စံရှိလို့ငါလှုပ်ချင်တာလှုပ်တော့ကွာဘာဖြစ်လဲဆိုရည်စရာကြီးအဲ့ဒါတွေကိုဖြတ်တာမှန်ကြည့်သေးတယ်ဦးဇင်းတအိမ်လုံးမှန်နေကြတာဘာလို့လဲသိလားဟေးကောင်မေးရိုးသားရဲ့လားဆိုရင်မေးကုန်တစ်ချိန်လုံးမေးနေတာတောင်ဦးဇင်းဘဝကိုဖြတ်တန်းခဲ့တော့ဦးဇင်းကရိုးသားတယ်ဦးဇင်းညာမစားခဲ့ဘူးသူ့ဟာသူကြိုက်တာတော့မတတ်နိုင်ဘူးနော်ဦးဇင်းသေးချလုပ်တယ်သူများမဆန်ဦးဇင်းဈေးကြည့်တယ်လေအဲ့တော့နေတိုင်းအချိန်တိုင်းထုတ်လို့သူတန်းအောင်ငါလုပ်မယ်ဆိုတော့စိတ်နဲ့အဲ့ဒီမှန်တယ်အဲ့တော့ဦးဇင်းကသူများတော့မသိဘူးဦးဇင်းကတော့ကိုရိုးသားတာဦးဇင်းရိုက်တဲ့ကားတွေကအထိပ္ပယ်မရှိဘူးဦးဇင်းမရိုက်ဘူးစိတ်ကူးရင်လက်စားလန်းဆိုလာမပြောနဲ့အဲ့ဒီလိုထူထောင်လာခဲ့တာကဲမင်းဒီနေ့ဒီအခန်းထဲကနေထွက်ရတော့နောက်ပြန်လာခွင့်မရှိတော့ဘူးเนาะသိကြတယ်ထွက်သွားဦးစင်းဘွားအောင်မေးတယ်ဒီခုနမေးသလိုပဲပေါ့ပြန်တတိယဆိုမလို့ခင်8နှစ်တောင်လေးဖြတ်ပြီးပြီပဲเนาะနောက်တစ်ခုကဒီလူကြီးကပြောပြီးတော့လှုပ်လည်းမလှုပ်ဘူးကွာအဲ့ဒီဟာပူရှက်စရာကောင်းတယ်လူတယောက်ဟာပြောပြီးရင်မပြောခင်စဉ်းစားပြောပြီးမပြင်နဲ့တော့ပြောတဲ့အတိုင်းလုပ်အဲ့မှာဒီကကလေးလေးတယောက်ကဟိုအပေါ်မှာမေးတယ်မှားနေရောအဲ့ဒီဘာကြောင့်မှားသလဲဆိုတာလက်ခံအောင်ပြောမှားတယ်လို့ဦးစင်းကိုယ်တိုင်လက်ခံချက်ချင်းပြင်လိုက်ပြင်တာလွယ်တယ်လीမပြင်မဲထားတာပူကြားတာဟုတ်လားအဲ့ပြင်ချင်းမပြင်ချင်းဆိုရယ်ခုနမမြင်ရတဲ့စိတ်ကလေးကိုဟိုဘက်ဒီပဲလှည့်လိုက်တာမဟုတ်ဘူးလား